အားလုံးမင်္ဂလာပါရှင်ဝက်စာပဲဥမြင့်ချင်ဟင်းချက်ပါမယ်ပထမဦးဆုံးငရုတ်ကြီးတွေထောင်ထားပါမယ်ခါတိုင်းလိုမျိုးပဲငရုတ်ကြီးချက်စုံဖြူစိုက်စံငပိအနှဲငယ်နဲ့စားနွင်းတွေထက်ထောင်ပါမယ်ပြီးရင်မြင့်ချင်ကိုရေးစီးပြီးတော့အရင်ညှိထားပါမယ်ရှင်ပဲဥကိုလည်းခွာထားပါမယ်ပဲခွာတဲ့နေရာမှာလက်မရအောင်ရေးရင်မစေရပါဘူးအရင်ခွာပြီးမှလက်ရေးစီးရပါတယ်ပြီးရင်ဝက်စာကိုစားနဲ့ရောင်းနေထားပါမယ်ခါတိုင်းလိုမျိုးစီတက်ပြီးတော့မချက်ပဲနဲ့ဒီလိုမျိုးလောက်တော့ချက်မှာပေါ့နော်လောက်ချက်မှာဖြစ်တဲ့အတွက်အရသာလေးသမအောင်တစ်ခါလဲနဲ့ထားမယ်ပေါ့နော်စီအနေငယ်နဲ့ထားမှာပေါ့နော်တဲ့ဦးတဲ့ပြီးရင်ရေအနေငယ်အရင်ထပ်ပါမယ်နောက်ပိုင်းမှာရေလိုရင်ပဲဥမနူသေးရင်ရေနည်းနည်းချင်းထပ်ကြည့်လို့ရပါတယ်ရှင်အရသာမြည်ကြည့်ရင်ပေါ့နဲ့ပေါ့နော်ဒီထဲမှာအရသာတစ်ခါလေးထည့်ထားပါတယ်တစ်ခါလေးရောနေထားပြပါပေါ့နော်ကဲအခုဆိုရင်ကြက်ပါပြီရှင်